ချန်ပီယံလိမှာလီဗာပူးဆင်ကိုအနိုင်ယူပြီးတော့ဖလားလေးလုံးအိမ်မက်ကိုဆက်လက်အသက်သွင်းခဲ့တဲ့အာဆင်နယ်ဒီကတော့မင်္ဂလာပါဖော်မောရှိုးဒေးလီယာတူတာပါအာဆင်နယ်အသင်းတော့ကျွန်တော်တို့အမ်မရိတ်ကွင်းမှာလီဗာပူးဆင်အသင်းကိုအနိုင်ရရှိပြီးတော့ကျွန်တော်2-0ဆိုတဲ့ရလဒ်နဲ့နိုင်ရရှိပြီးတော့ကွာတာဖိုင်နယ်အဆင့်ကိုတက်သွားခဲ့ပြီးအာဆင်နယ်လည်းဖလားလေးလုံးအိမ်မက်လမ်းကြောင်းပေါ်မှာတကယ်ကိုရှိနေပြီပဲဖြစ်ပါတယ်ဒီကျွန်တော်တို့နိုင်ပွဲတော့ကျွန်တော်ပြည့်စုံတဲ့နိုင်ပွဲလို့တင်စားခြင်းနဲ့ဘာဖြစ်လို့ဆိုအာဆင်နယ်အသင်းတိုက်စစ်ကစားပုံခံစစ်ကစားပုံကျွန်တော်ရှေ့လေအနောက်ကအစအပြီးဂိုးသမားအဆုံးထိတကယ်ကိုကျွန်တော်ပြည့်စုံတဲ့ကစားပုံပြတသွားပြီးတော့တကယ်ကိုကျွန်တော်ချုံမြင်တဲ့နိုင်ပွဲတစ်ပွဲကိုရရှိသွားတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ဒီနေ့ပွဲအကြောင်းလေးကျွန်တော်တို့ချင်းကပ်ကြည့်ရအောင်အာဆင်နယ်ဒီပထမအကြော့လီဗာပူးဆင်ကွင်းမှာ1-1နဲ့တည်ကြခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပို့ပြီးတော့ဒီပွဲကိုဖိစီစီကစားတယ်အမ်မရိတ်ကွင်းမှာသူ့ရဲ့အိမ်ဝင်းမှာကစားပြီးတော့အာဆင်နယ်ဒီပထမပိုင်းမှာတကယ်ကိုတိုက်စစ်ဆင်ပြီးတော့လီဗာပူးဆင်ဒရက်ဇက်တိုက်စစ်ဆင်ကစားနိုင်ခဲ့တယ်တကယ်ကိုလီဗာပူးဆင်ဂိုးသမားကျွန်တော်တို့အလုံးများခဲ့ရတဲ့ပထမပိုင်းလို့ကျွန်တော်တို့ပြောလို့ရမယ်အာဆင်နယ်အသင်းဒီပထမပိုင်းမှာကျွန်တော်တို့စွန့်တာဂက်9ကြိမ်တိုတယ်ရှုတ်12ကြိမ်နဲ့တကယ်ကိုလီဗာပူးဆင်ဘက်ကိုတစ်ဖက်သက်ဖိပြီးတော့ကစားခဲ့တယ်ဒါပေမဲ့ပထမပိုင်းဆောစီမိနစ်တွေမှာတော့ဂိုးမရရှိသွားခဲ့ဘူးဂိုးရရှိသွားတော့ကျွန်တော်အေဇေးရဲ့တကယ်ကိုကျွန်တော်အရန်လှပတက်ရက်တဲ့ကန်ချက်ဖြစ်တယ်ချန်ပီယံလိဒီယာဒီအကောင်းဆုံးဂိုးတွေကတကူလို့တော့ကျွန်တော်တို့ပြောလို့ရတဲ့ဂိုးဖြစ်တယ်ဒီဂိုးနဲ့အာဆင်နယ်အသင်းတို့ဥဆောင်ကိုရရှိသွားခဲ့တဲ့ဒီအေဇေးရဲ့ကန်ချက်ကြောင့်အသင်းသားတွေအကုန်လုံးကျွန်တော်တို့အောင်ပွဲခံတဲ့အချိန်မှာအန်အော်တကြီးအောင်ပွဲခံကြသလိုမျိုးအဒီတာလည်းအကြီးကျယ်အောင်ပွဲခံခဲ့တာကိုတွေ့ရတယ်တကယ်အာဆင်နယ်တို့ဘယ်လောက်ထိစူးစမ်းပြီးတော့ဒီလိုချန်ပီယံလိအိမ်မက်ဒီဖလားလေးလုံး quadruple အိမ်မက်ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကျွန်တော်တို့တကယ်ဥဆောင်ကိုရပြီးနောက်ပိုင်းမှာတွေ့ခဲ့ရတယ်အရင်လှပတဲ့ကန်ချက်နဲ့ easy ကန်သွင်းသွားခဲ့ဒီကိုကလည်းကျွန်တော်တို့ game change တဲ့တက်အသင်းရဲ့တက်ပုံပြောင်းလဲကျွန်တော် game တစ်ခုလုံးရဲ့တက်ပုံပြောင်းလဲသွားစေတဲ့ဥဆောင်ကို Liverpool ရဲ့ deadlock ကိုပြိုသွားစေခဲ့တဲ့ကျွန်တော်ဥဆောင်ကိုလို့ပြောလို့ရတယ်တကယ်ကိုကျွန်တော်ဒီနေ့ပွဲအတွက်အရေးပါတဲ့ကိုတကိုဖြစ်ခဲ့တဲ့ easy ရဲ့ကိုတကယ်လှပတဲ့ကိုဗျ easy မကန်ကြီးမှာ control လုပ်တဲ့ဟာအစကျွန်တော်ပညာပါတယ်ဘောလုံးရတယ် control လုပ်ပြီးတော့25 gate အကွာနေပြီးဝိုးသမားရဲ့ဒီအပေါ်ဘက်ချန်တောက်တွေကိုကန်သွင်းသွားခဲ့တယ်ဘလို့မှဝိုးသမားမမှီဘဲနဲ့အာဆင်နယ်အသင်းတို့ဥဆောင်ကိုရရှိသွားခဲ့တယ်အေဇေးရဲ့အောင်ပွဲခံပေါ်ကျွန်တော်တို့အေးဆေးပဲအေးလူပဲအောင်ပွဲခံသွားတယ်အသင်းသားတွေကတကယ်ကိုကျွန်တော်တို့အန်အော်ပြီးတော့အေးဆေးရဲ့သွင်းကိုပေါ်မှာကျွန်တော်တို့အရင်လှပတဲ့သွင်းကိုပေါ်မှာအန်အော်ပြီးတော့အောင်ပွဲခံကြတာကိုတွေ့ရှိခဲ့ရတယ်တကယ်ကို game change လုပ်ခဲ့တဲ့ဂိုးလေးတကူဖြစ်ခဲ့တဲ့ချန်ပီယံလိဒီယာချန်ပီယံလိဂိုးထဲမှာလည်းစကားတင်ပါမဲ့ဂိုးတကူလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီဂိုးအေးဆေးချန်ပီယံလိမှာသွင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စံချိန်မှတ်တမ်းတစ်ခုရရှိသွားခဲ့တယ်ဒါကတော့ပြန်ပွဲဆောင်ကျွန်တော်တို့ Premier League Champion League EFL FA ဖလားပွဲမှာဖလားကျွန်တော်တို့ပြန်ပွဲဆောင်၄ပွဲလုံးမှာဂိုးသွင်းနိုင်တဲ့အင်္ဂလန်ကစားသမားအနေနဲ့အာဆင်နယ်အသင်းအင်္ဂလန်ကစားသမားအနေနဲ့ကျွန်တော်တို့စံချိန်တင်သွားခဲ့တယ်ဒီစံချိန်ကိုတင်ထားတဲ့သူကတော့အာဆင်နယ်ကစားသမားဟောင်း Theory Walcott ပဲဖြစ်ပါတယ်ဒုတိယနောက်ပိုင်းမှာ AZ ကတော့ဒီလိုစံချိန်တစ်ခုလည်းရရှိသွားခဲ့တယ်လှပတဲ့အမြင်မကျဂိုးနဲ့အတူဒီလိုမျိုးချိုးမြိန်တဲ့စံချိန်တစ်ခုရရှိသွားခဲ့တာတော့ကျွန်တော် AZ အတွက်မင်းမရတဲ့ညတညလို့ပဲကျွန်တော်တင်စားလိုက်ချင်တယ်1-0နဲ့ပထမပိုင်းပြီးသွားခဲ့တယ်ဒုတိယပိုင်းပြန်စားရတဲ့ဒုတိယပိုင်းမှာတော့ Liverpool ကကျွန်တော် ball position ပိုတာပြီးတော့ Liverpool နယ်peak ကစားနိုင်တာကိုကျွန်တော်တို့တွေ့ရှိခဲ့ရတယ်အဲ့တော့ Liverpool ကကျွန်တော်19%ထိ ball position ယူထားပြီးတော့ Arsenal အသင်းကိုနည်းနည်းလေးတိုက်စစ်တင်ပြီးတော့ကစားလာတယ်ဒါပေမဲ့ Arsenal အသင်းရဲ့ကျွန်တော်တို့ပထမပိုင်းကစားပုံနဲ့နည်းနည်းလေးကွာသွားပေမဲ့လေဒီ counter attack ဒီကတော့အရောက်အန်ဒီရဲ့ရှိနေတော့မယ်တကယ်လို့ Liverpool ပတ်ချောင်းလည်းဒုက္ခပေးနိုင်ခဲ့တယ်ဒုတိယပိုင်းအခွင့်အရေးကြီးမှာတော့ Victor Gyokeres တို့ Trossard တို့အရှိခဲ့ပေမဲ့လည်းကျွန်တော်ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူး Arsenal အသင်းရဲ့ပွဲပြတ်သွားစီခဲ့တဲ့ဂိုး Declan Rice area ပြင်ပနေကန်သွင်းသွားခဲ့ဒီဂိုးဒီလေ Declan Rice ရဲ့ဒီ area ပြင်ပကန်ချက်ဂိုးဒီလေ easy goal လောက်မဟုတ်လို့ရှိရင်တော့ easy goal ဒီပါကောင်းတဲ့ဂိုးတကူလို့ပြောလို့ရတယ် Arsenal အသင်းအရင်ကောင်းမွန်တဲ့ Brazil နေဒီ counter attack တွေကနေရရှိတဲ့ဂိုးတကူလို့ပြောလို့ရတယ်ဘောလုံးကျွန်တော်ရှင်းထုတ်လိုက်ရနေမတင်မသက်ဖြစ်ပြီးတော့ Arsenal အသင်းဘက်ပြန်ရောက်ရှိလာတယ်အဲ့တော့ Declan Rice ကျွန်တော် area ပြင်ပနေပြီးတော့ဂိုးသမားရဲ့ညာဘက်တောက်တွေကိုကန်သွင်းသွားတော်တော်လေးလှပတယ်သူကန်ကျွန်တော်ဆက်ကန်ကြီးဒီဘောလုံးရဲ့လားရာဒီဂိုးနဲ့နည်းနည်းလေးဂိုးနဲ့ direct မဟုတ်ပဲねဂိုးနဲ့နည်းနည်းလေးကျွန်တော်ဝေ့ပြီးတော့သွားတဲ့ပုံစံလေးကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ဒီဂိုးဒီဘောလုံးဒီလမ်းကြောင်းဒီဂိုးဘောက်မရောက်ခင်အလယ်လောက်မှာဝေ့ပြီးတော့ဒီဂိုးသမားညာဘက်တောက်တွေကိုဝင်သွားတယ်တကယ်ကို Rice ရဲ့အားပါတဲ့ကန်သွင်းချက်လှပတဲ့ကန်သွင်းချက်ဝေးဝိုက်ကန်သွင်းချက်ကျွန်တော်တို့တွေ့ရှိခဲ့ရတယ်
ဒီဂိုးစီလည်းအာဆင်နယ်အသင်းအတွက်တကယ်အရေးကြီးတဲ့ပွဲအဖြစ်ပြတ်သွားစီခဲ့တဲ့ဂိုးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ Declan Rice ဒီတကယ်ကို big game player ဖြစ်တဲ့အာဆင်နယ်အသင်းကွင်းလေတစ်ခုလုံးမောင်းနှင်ပေးနေတဲ့အပြင်ဟိုမှာကျွန်တော်တို့ဒီလိုလှပတဲ့သွင်းဂိုးတွေကိုအဓိကကျွန်တော်အရေးကြီးတဲ့အသင်းကြီးနဲ့ပွဲစဉ်တွေအရေးကြီးတဲ့အခိုက်အတန့်လိုအပ်နေတဲ့အခိုက်အတန့်တွေမှာအဆုံးဖြတ်ပေးနိုင်မဲ့ဂိုးတွေကိုသွင်းပေးတာ Declan Rice ပဲဖြစ်ပါတယ်တကယ်ကို big game player Declan Rice ပဲဖြစ်ပါတယ်အာဆင်နယ်အသင်းအတွက်ကျွန်တော်တို့ပေါက်တဲ့100ကုန်ကြခံပြီးခေါ်ထားတာတကယ်ကိုထိုက်တန်ပြီးတော့ထိုက်တန်တာထောက်ပုံနေတဲ့ကစားသမားတယောက်ကိုရရှိသွားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒါအာဆင်နယ်အသင်း 2-0 နဲ့ဦးဆောင်နေခဲ့တယ်ဒါပေမဲ့ဒီကျွန်တော်ပွဲပြီးကန်ဒီမှာ Leverkusen အသင်းဘက်ကဂိုးလူနီးပါ chance တစ်ခုရရှိခဲ့တယ်ဒီဂိုးကို David Raya တကယ်ကိုကောင်းမွန်တဲ့လက်စွမ်းနဲ့ကောက်ကွယ်သွားခဲ့တယ်ဒီဂိုးလေးကပြရမယ်ဆိုလို့ရှိအောင်နည်းနည်းလေးကျွန်တော်တို့ပြန်လာဖို့တော့ခက်ခဲသွားပြီဗျာဘာလို့ဆို2-0နဲ့နိုင်ရရှိနေအာဆင်နယ်အသင်းရဲ့ defense ကစားပုံကလည်းကျွန်တော်တို့ပြောကြမလို့တကယ်ကောင်းတော့ဒါပေမဲ့ဒီဘယ်လိုပြောမလဲနောက်တစ်ခုပေးလိုက်ရတဲ့အခြေအနေမျိုးမှာ2-1ဆိုလို့ရှိရင် Liverpool ဘက်ကတိုက်လာနိုင်တယ်ဗျအဲ့တော့နည်းနည်းလေးအခြေအနေလေးကဘယ်လိုဖြစ်လာမလဲမသိဘူးဒါပေမဲ့ David Raya ကာကွယ်တဲ့အတွက်ကြောင့်မို့အာဆင်နယ်အသင်းရဲ့ favorite clean sheet ပါကျွန်တော်ရရှိသွားခဲ့တဲ့ဒီကိုရဲ့ David Raya ကာကွယ်ပုံကလည်းတကယ်ကိုကျွန်တော်တို့အမြန်ဆန်တဲ့ reflex ကလည်းတော်တော်လေးကိုကောင်းမွန်ခဲ့တယ်ဒီ clean sheet ရတဲ့နေထားမှာအာဆင်နယ်အသင်းနောက်တန်းနေအပြုံ David Raya ရဲ့ save ကလည်းအရေးကြီးခဲ့တယ်အာဆင်နယ်အသင်းတို့ Premier League မှာလည်းမကောက်ဘူးခံစစ်ကကျန်းလာဒီ Champions League မှာပဲ clean sheet တွေယူတယ်ဒီနေ့ပွဲမှာလည်း clean sheet ထပ်ရရှိခဲ့တယ်အဲ့တော့ Arsenal အသင်းဒီကျွန်တော်တို့ဒီနိုင်ပွဲရရှိမှုကြောင့် quarter final ကိုတက်သွားခဲ့ပြီးquarter final မှာ Sporting Lisbon အသင်းနဲ့ရင်ဆိုင်မှာပဲဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့် Arsenal အသင်းဖလား၄လုံးကျွန်တော်အိမ်မက်ဆန်နဲ့ဖလား၄လုံးလမ်းကြောင်းမှာရှိနေပြီးတကယ်တော်တော်လေးကိုအားကောင်းနေဖြစ်တဲ့ Premier League တော်တော်လေးအားကောင်းနေပြီ Champions League ဆိုလို့ရှိရင်လည်းကျွန်တော်တို့အနေနဲ့ဒီ quarter final အထိကိုတော်တော်လေးအားကောင်းတဲ့လမ်းကြောင်းမှာရှိနေတယ် FA ဖလားမှာလည်း quarter final ရောက်ထားတယ် EFL ဖလားမှာလည်းကျွန်တော်တို့တကယ်ကို final ရောက်ရှိထားရဲဆိုတော့ Arsenal အသင်းတို့ဘောလုံးလောကမှာကျွန်တော်အိမ်မက်ဆန်နဲ့ဖလား၄လုံးလမ်းကြောင်းပေါ်မှာတကယ်ကိုကျွန်တော်နီးစက်အနေထားနဲ့ရောက်ရှိနေပြီအဲ့တော့ Arsenal အသင်းတို့ကျွန်တော်တို့အိမ်မက်ဆန်ဖြစ်နေကြဒီဘောလုံးလောကမှာတကယ်ဖြစ်လိဖြစ်ထအရန်ဖြစ်လိမရှိတဲ့ဖလားလေးလုံး quadruple အိမ်မက်ကိုအကောင့်တွေပေါ်သွားနိုင်မလားပေါ်သွားနိုင်မယ်လမ်းကြောင်းတကယ်လေးနီးစပ်နေပြီဖလားတိုင်းမှာတကယ်ကိုနီးစပ်တဲ့လမ်းကြောင်းတွေကျွန်တော်တို့မြင်နေရပြီအဲ့တော့အဲ့လိုမျိုးနီးစပ်တဲ့အတိုင်းပဲ Arsenal နဲ့ Arteta Arsenal ကစားသမားတွေနဲ့အတူ Arteta ကပေါ်ဆောင်သွားနိုင်မလားဆိုတော့တကယ်ဆက်လူချဖို့အရန်ကောင်းတယ်ကျွန်တော်အနေနဲ့ကလည်းတကယ်မြင်ကျင်တယ်ဘာလို့လဲဆိုတော့ဘောလုံးလောကမှာ quadruple ရဖို့ဆိုတာတကယ်ကိုတော်တော်လေးခက်ခဲတဲ့အနေအထားတစ်ခုဖြစ်တယ်အဲ့တော့ Arsenal အသင်းအရင်တော့လည်းဒီ major ဖလားတွေနဲ့ကွာဝေးခဲ့ပြီးပြီရတဲ့အချိန်မှာလည်းတစ်လုံးနေမကောက်ပြန်၄လုံးယူမယ်ကွာဆိုတော့ပုံစံမျိုးအဲ့လိုပုံစံမျိုးလေးကိုကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ကြရအောင်တကယ်အရေးပါတဲ့နိုင်ပွဲတစ်ဝက်ဖြစ်ခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော် Arsenal အသင်းဒီနေ့ပွဲမှာကောင်းမွန်တဲ့တိုက်စစ်ကစားဟောင်ပြသသွားခဲ့တယ်ပြီးရင် Arsenal အသင်းမှာကျွန်တော် counter pressing တွေအရင်တိုးတက်လာတဲ့ counter attack ကစားပုံတွေပိုကောင်းလာတယ်တိုက်စစ်ကစားပုံတွေလည်းတခြားအသင်းဘက်ကိုဖိဖိစီနဲ့ထိရောက်တဲ့ကန်သွင်းချက်တွေတို့တိုက်စစ်ကစားပုံတွေလည်းပိုကောင်းလာခဲ့တဲ့ Arsenal အသင်းဒီ corner set piece ကိုအပြုတ်တဲ့အသင်းအပြင်ကိုကျွန်တော်တို့တိုက်စစ်ကစားပုံထိရောက်တဲ့တိုက်စစ်ကစားပုံနဲ့အတူ crumble ပြီးကစားနိုင်တဲ့အသင်းအဖြစ်ပါဒီနေ့ပွဲမှာကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒီနေ့ Arsenal နဲ့ Leverkusen ပွဲအကြောင်းလေးပဲဖြစ်ပါဒီကိုတော့ဘယ်လိုမြင်ကြလဲ Arsenal ကစား Arsenal ရဲ့ကျွန်တော်ဖလားလေးလုံးအိမ်မက်ကိုဘယ်လိုမြင်ကြလဲ comment ထဲမှာဝေဆွေးနွေးသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်